ဆိုင်ငယ်နဲ့လည်းပါသွားပတ်စံနေရောပါသွားတာဟုတ်လားဟုတ်တယ်ရှိရပတ်စံနေရောကုန်သွားမှန်ပါမဆိုင်ဝန်ထမ်းညီမလေးပါသူ့ယောက်ျားကလေနောက်မိန်းမယူသွားတာအဲ့တော့မလို့လည်းပြောမသွားဘူးသူ့ကိုလေဒီတိုင်းကြီးပဲပြစ်ထားခဲ့ခုရှာလို့လည်းမတွေ့ဘူးညီမလေးကဘာဖြစ်ရှင်တာကွဲချင်တာလားဟုတ်ကွဲချင်တာအဲ့တော့မှသူကမလာတာရှာလို့လည်းမရဖုန်းလည်းဆက်လို့မရဖုန်းလည်းဆက်လို့မရဖုန်းကစပိတ်ထားတာပြေဦးလေလုံးလုံးမှဆိုထွက်သွားနော်အဲ့ဒါတော့ကြာလေပြောပြေဦးလေလုံသွားမှာတဲ့သူဆန်းကိုကြီးကိုပြောကြတော့ငါပေါ်တာဆွဲတယ်ပါသွားလို့ပါတလားလောက်ကြာမယ်လို့ပြောတာအဲ့ရှောက်လိန်ပြောနေတာပေါ့အဲ့လိန်ပြောပြီခုကြာတက်တော်ထဲမှာတွေ့ရနော်ကောင်းမလေးနဲ့ပုံနဲ့သူ့ကောက်မှာတင်တာကျွန်တော်ကောက်ကိုဘရော့ပြီးတော့အဲ့ကောက်မပုံတင်တာအေးအဲ့ရှိတယ်နော်ဗီဒီယိုတွေတော့ရေးလိုက်တယ်အေးအဲ့ဗီဒီယိုလည်းရှိတယ်နော်ရှိရဗီဒီယိုလည်းရှိသူ့ကိုလာပြီးကွဲပေးပါလို့ပြောလာကွဲပေးရမလာရင်ပုံနေပြလိုက်လေနော်ပုံနေနဲ့တင်မလာလို့ရှိရင်နောက်ပြပုံနေနဲ့ပြမှာရှင်းမှဆိုလာရှင်းလဲတယ်ညီမလေးကဒီမှာငိုးနာလုံးလည်းမလုံးနိုင်ဘူးနော်ဆိုင်ငယ်နဲ့လည်းပါသွားပတ်စံနေရောပါသွားတာဟုတ်လားဟုတ်တယ်ရှိရပတ်စံနေရောကုန်သွားမှန်ပါမှန်တားလေးနော်ဟုတ်တယ်တားလေးတယောက်လည်းရှိတားလေးတယောက်လည်းရှိတယ်ဒီမှာညီမလေးကိုနော်သူမလို့လုံးရတယ်အေးလေမားလို့ဆိုမကြိုက်ဘူးကျွန်တော်ကျန်တဲ့သူဆိုခံတာရှိတယ်ခုကကျွန်တော်မောမလုပ်တဲ့သူကယူသွားတာသိရပေါ့အဲ့ညီမလေးကိုလည်းသိရအရင်တော့သူ့ရဲ့ကြီးသားဟုတ်ပုံလေးလည်းရှိရနော်အဲ့ဗီဒီယိုထဲမှာရှိရပုံထဲမှာရှိရသူတို့ဗီဒီယိုငိုးနေတာနော်ဆိုင်ရကလေးတွေဟုတ်တယ်လေကိုတငယ်ချင်းအဲ့လိုလုပ်ခံရတော့ကြနင်ဘာဖြစ်လို့ဖောက်ပြန်တာနင်ဘာဖြစ်လို့အရင်ဆုံးဖောက်ပြန်တာလဲဖောက်ပြန်လေအဲ့ဆိုဘာဖြစ်တော့ဖောက်ပြန်တော့ဘာဖြစ်တော့နင်ဘာဖြစ်လို့ဖောက်ပြန်တာလဲနင်ကိုမကြိုက်လို့ဟာနင်ဘာဖြစ်တော့အဲ့ဆိုနင်မကြိုက်လို့ဖောက်ပြန်တာဆိုနင်ဘာဖြစ်လို့အစကတည်းကကောင်းကောင်းမွန်နဲ့ဝင်မခံတာတော့အေးငါဖောက်ပြန်နေငါနဲ့အဲ့တမငါနေနဲ့ကွာရှင်းကျင်တယ်နင်ကောင်းကောင်းမွန်ပြောလေငါအစတော့ကောင်းကောင်းမွန်ပြောနေကောင်းကောင်းမွန်ရတော့တော့ဆောက်ပြောကြလေတောင်းနေမရှိဟုတ်ပြောတာမင်းလာရှင်းလိုက်ဒီနေရာနေရှင်းလိုက်တော့မနေ့ကရှင်းအဲ့ဘယ်မှာရှင်းမှရှင်းလိုက်နောက်ခါကျွန်တော်လည်းလာပတ်တယ်နင်ကိုလည်းငါလာပတ်သက်စရာအကြောင်းမရှိဘူးနော်ဘာလို့လာပတ်တယ်နင်အဲ့လိုမျိုးကောင်းမမျိုးနဲ့ပေါင်းပြီးတာငါယူလို့နော်ဟုတ်တယ်မင်းအဲ့ရိုင်းတဲ့စကားမပြောဘူးကျွန်တော်ရိုင်းတဲ့စကားပါတရားဝင်မိမကျွန်တော်ပြောပြငါတရားဝင်မိမနော်ဟုတ်ကွဲပြရကျွန်တော်ပစ္စည်းအဲ့ဆိုနင်းစဉ်းစားလို့မရဘူးဝင်မိမအဲ့ဆိုငါ့ကိုဘာဖြစ်လို့ရော်ကြီးတွေတောင်းလဲရော်ကြီးတွေတောင်းတာနင်ဘာဖြစ်လို့ငါ့ကိုနင်ဘာဖြစ်လို့အဝါဖြစ်တာနင်အိမ်ဘွားဆင်းသွားပြီးတော့လေအဲ့ဆိုနင်ငါရဲ့ passport တွေဘာလို့လာတိတ်ထောင်ပြောတိတ်တာပဲလေနင်လည်းငါနဲ့တရားဝင်ကာရှင်းရသေးတာမဟုတ်ဘူးလေကွာရှင်းရသေးတာမဟုတ်လေနင်ငါဟာတိတ်ကြမလို့နင်ဘာလို့တိတ်ထောင်အနွားတိတ်နေလေဘာဖြစ်လို့နင်လည်းငါနဲ့တရားဝင်ကာရှင်းရမှာမဟုတ်တဲ့မကွာရှင်းရသေးတဲ့အတွက်ကြောင့်မလို့လေလောက်လေရတယ်လေဘာမှမဖြစ်ဘူးအေးလောက်လေဘာမှမဖြစ်ဘူးလေအဲ့ဆိုနင်ကိုယ်တိုင်နင်ရွက်လောက်တယ်ဆိုနင်လာရှင်းလိုက်လေနင်ဘာဖြစ်လို့လာမရှင်းအောင်အဲ့ဆိုတာရှိလိုက်မှာနင်နဲ့ငါနဲ့ရုံးမှာလက်မထိုးထားတဲ့ကြောင့်မနင်နဲ့ငါနဲ့ရုံးမှာရှင်းရမှာလေရတယ်အခုရှင်းလိုက်မှာအခုမနေ့ကနင်ဘာပြောနေအောင်ပြောချင်ပူပွလင်းလင်းပြောဟဲ့ကောင်မတိုးစီမလုံးနဲ့မနေ့ကကိုစန်းနိုင်မှာရှင်းပြီးနောက်နေ့ကျတာရှိလေးကိုသွားရင်သွားမယ်လို့သွားရှက်မရှိတဲ့ကောင်မရှက်မရှိတဲ့ကောင်မမင်း